share လုပ်ငန်းလုပ်ပြီးမိတ်ဆွေတွေကနေရန်သူဖြစ်သွားရတဲ့အချက်များစွာတွေကမှအချက်၃ချက်ကိုပြပြပေးသွားပါမယ်နံပါတ်1အချက်ကတော့ role မရှင်းတာပါ partner တွေဆိုပြီးတော့ဘယ်သူကဘာလုပ်မှလဲဆိုတော့ GD တွေရှင်းရှင်းလင်းလင်းမရှိတာလုပ်ငန်းရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်သူကဆုံးဖြတ်မှလဲဆိုတော့ decision maker plan တွေမဆွဲထားတာအညက်တွေရလာတဲ့အခါမှာဘယ်လိုပုံစံမျိုးနဲ့အညက်တွေခွဲကြမလဲဆိုတဲ့ profit share plan မရှိတာပါနောက်နံပါတ်2ချက်ကတော့ contract မရှိတာပါချစ်လို့ခင်လို့ယုံကြည်လို့ဆိုပြီးတော့ကိုယ့်ရဲ့မိတ်ဆွေတွေချင်းချင်းတငယ်ချင်းတွေချင်းချင်းမိသားစုဝင်အချင်းချင်းရဲ့ကြားမှာစာချုပ်စာတမ်းတွေမလိုပါဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်တကယ်တော့စီးပွားရေးလုပ်တယ်ဆိုတာကလေမယုံကြည်လို့မဟုတ်ဘူးเนาะအနာဂတ်မှာဖြစ်လာနိုင်တဲ့ပြဿနာတွေကိုကြိုတွေးပြီးတော့ဒီလိုပြဿနာတွေဖြစ်လာတဲ့အခါကျရင်ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးညှိနှိုင်းပြီးတော့မှစာချုပ်တစ်ခုအနေနဲ့ကျမတို့ကထည့်သွင်းထုတ်ဆိုထားတဲ့အရာပဲဖြစ်တဲ့အတွက်စာချုပ်မရှိခြင်းကလည်းအကြီးမားဆုံးအမှားချက်တစ်ခုပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့ exit plan မရှိတာပါအလုံးမဖြစ်ရင်ဘယ်လိုထွက်မလဲမဆက်ချင်တော့ရင်ဘယ်လိုခွဲမလဲဒါတွေကိုမစင်စားထားကြဘူးမဆွေးနွေးထားကြဘူးဟေးဆိုရင်ထွက်ချင်တဲ့သူကလည်းထွက်မရကြံခဲ့တဲ့သူကလည်းဆက်လုပ်လို့မရရှေ့ဆက်လို့မရနဲ့အကုန်လုံးပြည့်စည်ဆုံးရှုံးသွားရတာပဲဖြစ်ပါတယ်ဒီ3ချက်ကတော့ partnership case တွေကို consultation ပေးတိုင်းမှာအဖြစ်များဆုံးပြဿနာနဲ့အမှားယွင်းဆုံးကိစ္စတွေပဲဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မို့လို့ဒီလိုမျိုးပေါ့နော်အမှားယွင်းတွေမဖြစ်ရလေအောင်ကိုကတကယ်လို့စက်တူရှယ်ယာလုပ်ငန်းကိုစိတ်ဝင်စားတယ်လုပ်ဖို့လည်းအစီအစဉ်ရှိတယ်တစ်ချိန်တည်းမှာပဲကိုကသူများရဲ့လုပ်ငန်းတွေမှာသွားပြီးတော့ investment လုပ်ချင်တဲ့ partner ရွေးမှန်ချင်တဲ့ဟိဆိုရင်တော့ကျမရဲ့မကြခင်ဖွင့်လှစ်တော့မယ်စက်တူရှယ်ယာတည်တောင်းဆရာဆိုတဲ့တင်တန်းလေးမှာစက်တူရှယ်ယာလုပ်ငန်းကိုအမှားအယွင်းအနည်းဆုံးနဲ့စနစ်တကျဘယ်လိုပုံစံမျိုးလုပ်ရမလဲမဖြစ်မနေချုပ်ဆိုရမယ်စက်တူရှယ်ယာစာချုပ်တွေကိုဘယ်လိုပုံစံရေးဆွဲရလဲဘယ်လိုနည်းဥပဒေတွေဘယ်လိုအချက်လက်တွေထည့်သွင်းရေးဆွဲရတယ်ဘယ်လိုချုပ်ဆိုရတယ်ဆိုတဲ့အကြောင်းအရာတွေတစ်ခါ exit plan လို့ခေါ်တဲ့ထွက်ချင်တဲ့အခါလမ်းခွဲချင်တဲ့အခါတစ်ဖက်နဲ့တစ်ဖက်နဲ့ relationship တွေမပြတ်စည်းသွားပဲနဲ့အေးအေးဆေးဆေးလမ်းခွဲလို့ရအောင်လို့ဘယ်လိုပုံစံမျိုးနှုတ်ထွက်ကြမလဲဆိုတဲ့အကြောင်းအရာပေါင်းများစွာကိုစာတွေ့အပြင်မှာကျမရဲ့တကယ်ပြင်ပရဲ့ experience နဲ့တွေ့တွေနဲ့ပါတွဲဖက်ပြီးတော့သင်ကြားဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက်ကျမရဲ့သင်တန်းလေးမှာလာရောက်ပြီးတော့လေ့လာစေချင်ပါတယ်သင်တန်းကတော့မကြခင်မဲ့ဖွင့်လှစ်တော့မှာဖြစ်တဲ့အပြင်မှာလူဦးရေကန့်သက်ထားတာဖြစ်တဲ့အတွက်အနည်းဆုံးလေးစီးရင်ပြည့်သွင်းမှုတော့လိုအပ်ပါတယ်ရှင်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့တန်ဖိုးရှိလာတဲ့သိန်းပေါင်းများစွာငွေကြေးတွေကိုရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာအရင်ဆုံးရင်းနှီးမြှုပ်နှံမှုအတွက်ပါတနာအရွေးမမဖို့အတွက်ကိုအရင်ဆုံးအသိပညာကိုရင်းနှီးမြှုပ်နှံပါလို့အကြံပေးချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါ